Hey, ano kanya? Ano kanya? စပိန်စီးရင်လည်းတာချီလေးမျိုးကလဲပက်စရာနေရာလေးတစ်ခုကိုကြော်ညာပေးလိုက်ရပါတယ်ခမညာရှူသားပါလက်ပံပင်တွေကိုဖယ်ရှားပြီးတော့မှစားတောက်ဆိုင်လေးတစ်ခုတဘာဝဆန်ဆန်လေးပေါ့နော်ဖွင့်လှစ်ထားတယ်တာချီလေးမျိုးတနေရာကရွှေလက်ပံအခါရိုးရာစားတောက်ဆိုင်လေးပါခမညာကျွန်တော်သပိန်စီးရင်းနဲ့လူကြီးမင်းတို့ရဲ့စားတောက်ဆိုင်များကို professional ဆန်ဆန်ကြော်ညာလိုပါကအကောင်းဆုံးတင်ဆက်ပေးသွားပါမယ်ခင်ဗျာဝန်ဆောင်ခအနေနဲ့တော့1000ဘတ်ထဲပါခင်ဗျာအော်နေုံဗီဒီယိုဖိုင်ရဲ့အစမှာကျွန်တော်ကအခါမာလေးတယောက်ကိုငါတော့ကညာလို့ပြောတာကဗမာလို့ဆိုရင်နင့်ကိုငါချစ်တယ်လို့ပြောတာပါခင်ဗျာ